အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်တွဲမရတော်တော်ကြာပြီဟုတ်တယ်ဘယ်လောက်ရှိ6လတစ်နှစ်ပြည့်တော့မယ်တွေ့တာတွေ့ရတယ်မရိုက်ဟိုတော့တူရိုက်သေးတယ်မန်ချက်စတာမှာရိုက်သေးတယ်မန်ချက်စတာမှာရိုက်ပြီနောက်ဆုံးနောက်ဆုံးပဲအဲ့နောက်ဆုံးမရိုက်တော့ဟုတ်တယ်ဆိုတော့ဒါအခု Boxing Day feature ကနေစပြီးတော့ကျွန်တော်တို့ Festival feature ပေါ့လေဟုတ်တယ်ဒါကျွန်တော်တို့ Boxing Day မှာ Premier League ပွဲတွေကပွဲစဉ်18เนาะပွဲစဉ်18မှာ Manchester United နဲ့ Newcastle ပွဲပါဝင်ဒါတစ်ဖက်က Manchester City ကစနေနေ့ကြရင် Nottingham Forest နဲ့အဝေးကွင်း Liverpool ကအိမ်ကွင်းမှာ Wolves နဲ့ပြီးရင်နောက် Chelsea ကအိုက်စလင်းနဲ့နောက်ကျပွဲမှာ Villa နဲ့ပြီးတော့မှတစ်ဖက်က Arsenal ကလည်းစနေနေ့ပဲရှိတယ် Brighton နဲ့ပြီးတော့မှ Spurs က Sunday မှာဒီ London Derby Palace နဲ့အိမ်ကွင်းပေါ့ဆိုတော့ပထမဆုံးအနေနဲ့အခု Boxing Day မှာအခုရှာပါเนาะပုံမှန်ဆို Boxing Day ပွဲကအနည်းဆုံး10ပွဲနဲ့ဒီတစ်ခေါက်ကတစ်ပွဲပဲကန်เนาะဟုတ်တယ်လုံးဝ surprise ပဲဒါပေမဲ့ Man United ပေးတဲ့တွေတော့အများပြောနေတာသူတို့ UK စံတော်ချိန်ဆိုည8နာရီမြန်မာစံတော်ချိန်နနက်2နာရီခွဲကြီးပဲကန်နေရတာ3ဘက်ဆက်တိုက်လား4ဘက်လားမသိဟိုတနင်္လာနေ့ကန်ရတယ်ဂျားထဲမှာသူတို့တသိန်းနဲ့ကြာပြီးနေကန်ရတယ်เนาะဆိုတော့2နာရီအစောပိုင်းပွဲတွေကြီးပဲနောက်ကျပွဲတွေကြီးပဲကန်အေးရတော့တော်လေးပြတ်တယ်ဆိုတော့အခု Premier League ရဲ့ဒါအကြမ်းမြင့်လေးပေါ့လေဒါအခုလက်ရှိအနေထားရဒိုင်ယာတွေလည်းဂျားကနေ Man United Bruno Fernandes မပါဘူးဟုတ်တယ် Kobe Mainoo ကလည်းဒီပွဲမပါတဲ့အချိန်မှာဟိုဘက်မှာတော့ United ကစားမတွေကအာဖရိကမှာခြေစွမ်းပြနေတယ်အကုန်လုံး Man of the Match တွေပဲရနေတဲ့အချိန်မှာ Newcastle နဲ့ပွဲ Ruben Amorim ကတော့ပြောတာပေါ့လေ physical game ကစားရမယ်ဒီပွဲဟာသူတို့ tough game ဖြစ်တယ်မရှိတဲ့ဂျားတွေကရှိတာနဲ့လုံမယ်ပေါ့လေဒီပွဲပေါ်ဘယ်လိုမြင်လဲတော်တော်ခက်မယ်ပြီးတော့ပြဿနာ United ကပေါ့နော်အိမ်ဝင်းကောအဝေးဝင်းကောမှန်းလို့မရတော့ဟာသူများဆိုအိမ်ဝင်းကောင်းတာလားအဝေးဝင်းကောင်းတာလားအဲ့လိုမှန်းဘာလို့ United ကမထိန်လဲဟိုမှာဥပမာဆိုရင်တယောက်ရော့တဲ့ Everton နဲ့ရှုံးရင်ရှုံးတာပဲအဲ့တော့ပြောချင်တာကဟိုအိမ်ဝင်းဆိုလို့တမဟာ Old Trafford က Fortress ကြီးဖြစ်နေတယ်သွားလို့လည်းမရပြန်ဘူးပြီးတော့လက်ရှိမှာ Newcastle ကလည်းဒီနောက်ပိုင်းပွဲစဉ်မှာမထိန်မှတ်ပဲနည်းနည်းလေးပြန်ပြီး okay လာတဲ့အချိန်မှာရှိတယ်နည်းနည်းလေးမစိုးဘူးပေါ့ဒါပေမဲ့ပြဿနာကလည်း United ကလည်းအရင်ကောင်းနေတဲ့ပြဿနာတော်တော်လေးကိုဆိုဒါပေမဲ့ညစ်ကန်မဲ့နေထားဖို့တခုပါအဲ့တခုကတော့ဒီ United ကတခြားလုံးအဝေးကွင်းကောင်းတာเนาะကောင်းတော့မှဒီပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ရှုံးသွားတာလေအဲ့နေရာမှာဟိုဘယ်လိုပြော Newcastle အဝေးကွင်းတော်ညံ့เนาะလေသူတို့ဒီရာဒီမှာတပွဲပဲနိုင်တယ်အဲ့ဒါက Everton 4-1နဲ့တပွဲပဲ Newcastle နိုင်တယ်ကျန်တာတွေကသူတို့အိမ်ဝင်းမှာပဲအဓိကရလာကောင်းတာအချိန်မှာ United ကကြောက်ပြောင်းမြန် Everton ကိုရှုံးတယ် West Ham ကိုတေကြတယ်ဒါဘုံမောက်ကိုတေကြတယ်အိမ်ဝင်းကသူက True Struggle ဖြစ်နေတာအခုဝေးတအားအများကြီးပေးရတယ်ပြီးတော့အခုဘယ်လိုလဲအခုဒီပွဲပေါ့လေတစ်ဖက်ကအဝေးကွင်းညံ့တယ်တစ်ဖက်ကလည်းအိမ်ကွင်းညံ့တယ်ဆိုတော့နှစ်သင်းလုံးကခံမန်းရခတ်တယ်အချိန်မှာ Man United ကပို့ဆိုတာလူတောင်ပူတောင်မရှိဘူးပေါ့လေဆိုတော့အခုလက်ရှိလူမရှိတဲ့ဂျားထဲမှာ United နဲ့ Newcastle game မှာဒါဘယ်လိုပြောမလဲပုံမှန်အဖြစ်ဆိုတော့ Newcastle ပြီးခဲ့တဲ့ကနှစ်ကြော့လုံးလုံးနိုင်ထားတယ်ဒီနေ့ Newcastle ရဲ့အဝေးကွင်းညံ့တာက United ကအသုံးချနိုင်လားနောက် Bruno Fernandes မပါရင်ဘယ်လောက်ထိအားနေသွားနိုင်လဲအဲ့ဒါခုနကပြောဆိုကျွန်တော်တို့စာမေးပွဲစိတ်ရမယ်ပွဲစဉ်ပေါ့ကိုချမ်းအဓိကကျွန်တော်တို့ဒါအရင်တော့လူတွေတော်များဟာ Bruno Fernandes မပိုင်ဘယ်လောက်ထိတည်တယ်ပြဿနာ Bruno Fernandes Sporting ကဆက်ရောက်ပြီးခဲ့တာတစ်ခေါက်သားလားမသိဘူးနှစ်ပွဲဆက်လွဲချော်တာတစ်ခေါက်ပဲကျွန်တော်သေချာတွေ့ဘူးအဲ့တော့ကလည်းဒါအဲ့ဒုတိယပွဲမှာမှသူအရန်နဲ့ပြန်ပါလာခဲ့တာပေါ့နော်အဲ့တော့ဟို United အသင်းနဲ့လက်ရှိမှာဒါတကယ်တမ်းစာမေးပွဲဆင်ပဲပေါ့ဒါအာမက်တို့ဒါကျွန်တော် Brian Mbeumo တော့ဒါမနစ်က Brian Mbeumo မရှိအာမက်လည်းဒါခြေစွမ်းရအဲ့လောက်ဒီမနစ်ကလည်းမကောင်းတဲ့အကြောင်းပေါ့အဲ့လောက်ကြီးမသိဒါပေမဲ့ Bruno Fernandes ကိုကာလာတစ်ခုဆုံးရှုံးမဲ့ United တင်ဒါတကယ်စာမေးပွဲဆင် Bruno Fernandes က United အပေါ်မှာဘလောက်အရေးပါလဲဆိုတာကိုတော်တော်လေးကိုစာမေးပွဲဆက်မဲ့အခြေအနေတစ်ခုလို့မြင်တယ်ကိုချမ်းကျွန်တော်ကတော့ဟုတ်တယ် Bruno ကပွဲတော်တော်ကိုနေနော် तू ကအခုနံပါတ်8 row မှာကစားနေအောင်မှာ तू က impact ဖြစ်သေးတယ်ဟုတ်တယ်ဒီဘယ်လိုပြောမလဲသူစိတ်ကြိုက်တော့10 row ပေါ့လေဒါပေမဲ့နံပါတ်8 row မှာ Casemiro နဲ့သူနဲ့ကြားမှာတော်တော်လေးခံမဖြစ်လာပြီဟုတ်တယ်ဒီကြားထဲမှာသူရှိကနေတွင်းကိုမရရင်ဖန်တီးမှုမရရင်ဟိုတဆင့်ခံအဆင့်ဒါမှမဟုတ်ရှင်ရင်တကယ်အရေး Killer Pass တွေနောက်ဂိုးသွင်းနိုင်တဲ့အနေထားနောက်တစ်ခုကတိုက်စစ်မှာဒီ Benjamin Sesko ကိုဘယ်လိုမြင်လဲသူ့ကြည့်တိတ်အားမရဘူးလေပြဿနာပေါ့နော်လက်ရှိမှာ Sesko အနေနဲ့ကဒါကျွန်တော်တို့ကောင်းမယ်လေးကြံလိုက်ဒဏ်ရာရသွားလိုက်ကောင်းမယ်လေးကြံလိုက်ဒဏ်ရာရသွားလိုက်ဆိုတဲ့ပြဿနာကိုသူရှင်းရမှာပြီးတော့အခုချိန်က Sesko အတွက်အကောင်းဆုံးချိန်ဘာလို့အမ်ဘောမှုမရှိသေးဘူးဒါပြောမယ်ဆိုရင်လက်ရှိမှာသူ့ကိုသုံးနေရမှာပဲဒါ Ziggy ကလည်းလက်ရှိမှာအသင်းကထွက်ဖို့အတွက်တာဆူနေတဲ့ကြောင့် Ziggy ကိုနီးပြတယ်ဒါအခုချိန်မှာတိတ်ပြီးသုံးမှာမဟုတ်ဘူးအဲ့တော့တေချာ Sesko ပဲသူသုံးရမှာအဲ့တော့ Sesko အနေနဲ့လက်ရှိမှာပြောမယ်ဆိုရင်သူ့အတွက်ကလုံးဝဒါကျွန်တော် chance ပဲဒါကြီးကိုသူယူအောင်ရဒါပေမဲ့လက်ရှိပြဿနာကလည်း Sesko ကကောင်းမယ်လေနှစ်ခုလည်းဂိုးလေးသွင်းလိုက်ဒဏ်ရာလေးပြန်ရသွားလိုက်ဂိုးလေးသွင်းလိုက်ဒဏ်ရာလေးပြန်ရသွားလိုက်ဆိုတော့အဲ့တော့injury ခုနကဒီနေ့ပွဲကခုနကကိုချမ်းပြောလို့ပဲ physical အရလည်းနင်လားငါလားဒဲဆော့ရမယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့ Sesko ဒီနေ့ပွဲမှာနည်းနည်းတော့စိတ်ပူတယ်ဒါပေမဲ့အမှန်တမ်းပြောရင်လက်ရှိမှာ Newcastle United ခံစီကြီးကလည်းကောင်းနေတာမဟုတ်ဘူးဒါကိုခုနက Sesko အတွက်ဒါ momentum တည်ရမယ်ပွဲတစ်ပွဲလို့ပြောလို့ရတယ်ဒါပေမဲ့ခက်ခဲတဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဆိုတော့ဒီယာဒီသူ2ဂိုးပဲသွင်းတယ်လေအဲ့ထဲမှာမှ
သွင်းသွားတဲ့ goal တွေကဟိုအသင်းက team play ရတာမဟုတ်ဘူးအဲရှုပ်ချက်ခက်တဲ့ကြားထဲကနေရသွားတဲ့လုံးတွေဖြစ်တဲ့ကြောင့်ပြောတော့တော်တော်လေးခတ်တယ်ဒါပေမဲ့ Manchester United ကဘာဖြစ်ဖြစ်ဒါ Christmas ရဲ့တပွဲတဲ့တော့ပွဲ Boxing Day မှာနောက်ပြည့်သက်တွေရှိမှာတော့နောက်ထပ်အမှတ်မလျော့အောင်လို့ပေါ့လေဘာလို့ဒီလိုဒီပွဲထပ်ပြီးတော့ရလက်ဆိုရင် top 4 top 5 race က slim chance ဖြစ်တာမှာဘာလို့အဆင့်3နဲ့အဆင့်4အသင်းနဲ့တော်တော်မှတ်ကွာလာတော်တော်ကွာလာဘာလို့ Aston Villa အသင်းလက်ရှိရှေ့ပွဲနိုင်သွားတော်တော်ဟွာဖြစ်သွားတယ်ဘာလို့1 2 3ကကောင်တွေအချင်းချင်းကတ်နေတယ်ဆိုပေမဲ့3နဲ့4နဲ့မှာ Chelsea က29လားမသိဘူးဟို33အခုလက်ရှိမှာပြန်တွက်ပြီး4မှတ်5မှတ်လောက်စကွာနေပြီအဲ့တော့ဟိုပြောမယ်ဆိုရင်ဒီဟာသာဖြစ်သွားမယ်ဆိုရင် United အသင်းနဲ့ top 4ဥရောပဝင်ခွင့်တော့က United ကလက်ရှိမှာ budget ရလဲ finance ရလဲလူရတဲ့အတွက်ကြောင့်မလို့ဥရောပဝင်ခွင့်ကဒီနှစ်မှာ at least တော့ Conference League ဝင်အောင်မရအောင် at least သူတို့ Champions League ဝင်မှာရဘာလို့ဝင်ဒီနှစ်မှာတွေ့ရတဲ့အချိန်မှာကိုချန်တဲ့သူတို့ရဲ့ physical ကြီးရဲ့နံပါတ်တွေတွေ့ရတဲ့အချိန်မှာသူတို့ဥရောပမဝင်တာဒီနှစ်မှာတော်တော်လေးကိုထိခိုက်တယ်လို့ပြောလို့ရမယ့်အချက်ဖြစ်တယ်အဲ့တော့ United ကဥရောပဝင်မှာရမှာဟုတ်တယ်ဒါ United ကဥရောပဝင်မှာရမယ်ဆိုတော့အခုဒါ Man United ကအခုနီးပြရပါလေခံစစ်က Matthias Delay injury ဖြစ်တယ်မကွာရဖြစ်တဲ့အချိန်မှာဘိုးနောက်ခံ central defender ပေါ့လေ3 back မှာ3ယောက်ရှိတယ်3ယောက်မှာ तू က Eden Heaven ကိုပဲသုံးတယ်ဆိုတော့ Martinez ကို तू ကရင်တော့လည်းဗျာ4ဘက်မှာတော့ Martinez ကို center back ဖြစ်သုံးတဲ့ခါမှာ तू က height မရှိလို့ပဲ तू မသုံးရတာလားနောက်တကယ်ဆို Martinez ကပြန်လာနေပြီဗျာဒါပြန်လာတဲ့အချိန်မှာ Martinez ကို तू ဘာကြောင့်အဲ့လောက်ဒီအရေးမပေးသေးလဲဒါမှမဟုတ်ရှင်သူ့ရဲ့ physical ရရောနောက်တစ်ခါကြက်ခံမှုအရင်မကောင်းသေးလို့လားအဲ့ position က high မရှိတဲ့ကြောင့်သူ3ဘက်ကသူ့အတွက်မလုံလောက်လို့တကယ်ဆို Eden Hazard တော့သူပိုကောင်းတာပဲကျွန်တော်တို့မနိုင်ပြောကိုချမ်းသတိထားမယ်တစ်ခေါက်သားအဲ့လိုပဲသူဒန်ယာကာလာရှီယာသူပြန်လာပြီးတော့ဝက်ဆန်ပွဲစဉ်မှာသူချက်ချင်းပြန်နာသွားတယ်လေအဲ့တော့ကျွန်တော်တို့မနိုင်ပြောဒီလိုပဲတော့အခုလက်ရှိမှာသူကစိတ်ပူတာပေါ့နော်လီဆန်ဒိုမာတီနက်စ်ကဟို injury prone မှာသူစိတ်ပူတယ်ထင်တယ်အဲ့ကြောင့်မို့သူအနေနဲ့ short ပြီးတော့အခုချိန်မှာဟို United ကတပတ်တပွဲကန်နေဆိုပေမဲ့အခုလက်ရှိမှာ2ရက်3ရက်ပွဲသူပြန်ကန်ရတော့မှာအဲ့တော့အခုလက်ရှိမှာသူလီဆန်ဒိုမာတီနက်စ်ကိုခြံလဲသုံးရမှာမခြံလဲသုံးရမှာ system ကြောင့်လည်းဖြစ်နေဟုတ်တယ်အဲ့တော့လက်ရှိမှာပြီးတော့ခုနောက်ပိုင်းဒါကျွန်တော်ရှေ့ပွဲမှာသူ့ကိုကွင်းလယ်မှာထည့်သုံးလာတာကိုတွေ့ရမှာပေါ့နော်အဲ့တော့သူ့ဒါမာတီနက်စ်ကတကယ်နဲ့ဒါကျွန်တော် IS မှာလဲဒါကျွန်တော်တို့မမဲ့ရတာကျွန်တော်တို့ဟိုကွင်းလယ်ပိုင်းဆော့ဘူးတဲ့ကစားသမားတစ်ယောက်အနေနဲ့ choices တွေအများကြီးပဲဒါပေမဲ့ Martinez ကိုသူကြအောက်လို့မရောက်ဘူးလို့မြင်တယ်ဗော technical ရကောင်းတဲ့ကစားသမားဆိုတော့လေဆိုတော့အခုဒီယာဒီဗောလေဒါ Man United က Mason Mount တောက်လျှောက်ပြန်ပြီးသုံးလာတယ်တကယ်လည်းအားကိုးရတယ်တချို့ပွဲတွေမှာသူ struggle ဖြစ်တယ်ဒါပေမဲ့အားကိုးရတယ်ဒါပေမဲ့တီးတာဒါဘယ်လိုပြောမလဲကောင်းလာတာလူချော်တော့ဘာဖြစ်ဖြစ်မစိုးဘူးပေါ့လေခါတိုင်းတက်ဆိုင်အများကြီး improvement ဖြစ်လာတယ် hater မစိုးဘူးပြောလာနီယိုရှိကတချို့မလိုလားတဲ့အမားလေးတွေတွေ့ရပါမယ်ဒါသူကလူငယ်လဲလူငယ်ဟို19နှစ်သားဆိုတဲ့အချိန်မှာဆိုတော့အခုအသင်းရဲ့ဘယ်လိုပြောမလဲ shape ကဒါ3 back နဲ့သွားနေတယ်လိုအပ်ရင်ခန်းစစ်9ယောက်တန်းဖြစ်တာမှန်ပေမဲ့ဘာကြောင့်လွယ်ကူဂိုးတွေပေးနေရလဲကွင်းလယ်ပိုင်းအားနေတာတော့မှန်တယ်ဗျာဒါပေမဲ့ကက်ဆယ်လီနိုမရှိတဲ့အခါမှာမောင်ဝဲဥကားဒေးလည်းမရှိနေသည့်တိုင်အောင်ဥကားဒေးကိုလည်းသူကလုံးဝမချက်ဥကားဒေးနဲ့ပတ်သက်လို့ကျွန်တော်အခုမေးချင်တာဗောလေ PSG ကနေသူစပြောင်းလိုက်တဲ့အချိန်မှာသူအရင်မဆိုးဘူးဗျာဟုတ်တယ် United မှာလည်းသူအတိုင်းတာသူကစားလို့ရတယ်ဒါပေမဲ့အခုမသုံးရင်နဲ့သူကလုံးဝကိုလူပိုလီတယောက်ဖြစ်သွားဘာကြောင့်အဲ့လောက်ထိလဲဒီပြအနေနဲ့တကယ်ဆိုရင်အရန်ကြီးဒါဘယ်လိုပြောမလဲလစ်လူရှူထိုင်းနေသူကိုယ်တိုင်တာမန် symbol တော့မရတော့ဘူးဗျာအေးပေါ့အခုတော့ကျွန်တော်အရင်တော့ကစားသမားတွေလို့ပေါ့ကစားသမားဆက်သမား3နေမှာဥပမာဒါကျွန်တော်မဲ့ရပါပဲ example ပြောရမယ်ဆိုရင်ဥပမာ Danny Welbeck scenario လို့ပဲဒါကျွန်တော်လက်ရှိ United တို့ Arsenal တို့မှာသူ့ဘာသူဟိုတိုင်ပတ်နေတဲ့အချိန်မှာဒါပေမဲ့ Brighton မှာပုံမှန်သုံးတဲ့အချိန်မှာ Danny Welbeck ကဆောင်းကောင်းတော့အဲ့တော့အဓိကတော့ခုနကဘယ်လောက်ထိသုံးမလက်ရှိမှာ Kevin Lewin လို့ပုံစံမျိုးပဲသူ့ဘာသူဒါ Everton မှာပွဲမထုတ်တဲ့အချိန်မှာ Barry တို့ဒါကျွန်တော်ရှေ့ကအုပ်စုနဲ့ရုန်းကန်နေချိန်ဒါပေမဲ့ Leeds United မှာမရှိမဖြစ်အသုံးရတော့မယ်ဟေးဟာဆိုရဲတော့ဝင်တာပဲတော့တိုက်စစ်ဘူးတွေနဲ့တော့ကွင်းလည်နဲ့မတူမဲ့ဒါပေမဲ့မသုံးဘူးဆိုရင်တော့မသုံးတဲ့ကောင်ကမသုံးတဲ့လျှောက်ပဲသွားမှာပဲအဲ့တော့အဲ့ကြောင့်မလို့လက်ရှိမှာတချို့ကျွန်တော်ပန်တက်တွေနဲ့ပြောရအောင်ကိုကြီးမိုင်းနဲ့ပတ်သက်ပြီးတချို့ပြောတာမလုံးစားတာပဲမိုင်းတို့မသုံးရင်ခြာသွားဗန်ဒါဗီဆိုတဲ့ဒီတိုင်းပဲမသုံးရင်တကယ်လက်ထက်သုံးတဲ့ချိန်မှာသုံးလို့မရတော့ဆိုတော့အခုသူတို့ဆောင်းရည်ဒီမှာဒါ Ruben Neves ကတောက်လျှောက်သတင်းတက်တာပေါ့နော်ခေါနာကလာက maybe အငှား plus ပြီးသက်ပုံစံပေါ့လေကျန်တဲ့ဟိုနမေကြီးကွင်းလည်တန်း80 100လောက်ရှိတာတွေကတော့သူတို့နွေရာသီကိုပဲပြလိုက်တဲ့အချိန်မှာသူတို့တကယ်ကွင်းလည်လိုလားတကယ်လို့ဒါမှမဟုတ်ရှင် Jaxi ထွက်သွားရင်တိုက်စစ်အတွက်လိုလားဘယ် position အဓိကလိုမလဲကွင်းလေပဲရီတိုသူကတော့ပြောရလေရီတို plan တက်စာရင်ရီရှည်သွားလို့ရမယ် plan ဒါပေမဲ့ကျွန်တော်ပြန်ကြည့်တာဗျာ Ruben Neves က28နှစ်ရှိပြီဒါပေမဲ့တန်း20 15တန်းသူရတယ်ဗျာသူဘာလို့စဉ်းစားမလဲပေါ့လေ maybe wages များမလားဆိုဒီကပြန်လာတယ်ဆိုရင်တော့မှအနည်းဆုံးသူက4သိန်းလောက်ရတာဆိုတော့အဲ့လည်းဖြစ်နိုင်သလိုဒီကွင်းလေကိုအစားထိုးမယ်လို့ထင်လားလူပြောင်းလဲလုပ်နိုင်လားစောင့်ဒီမှာသူတို့လူဖြည့်နိုင်လားဘယ်လိုမြင်လဲကိုချက်ကျွန်တော်ဒါပုံမှန်လည်းလက်ရှိမှာ United ပြည်သက်တွေရောလက်ရှိ United page တွေရောအဓိကမပြောသေးတာ Ruben Amorim Sporting မှာအသက်အရှိဆုံးက win back ပဲဘာလို့အဲကြောင့်မို့ Gyökeres နဲ့ဒါ win back နဲ့ Blue Toss ကျွန်တော်လည်းဒါမှနိုင်ပါ Manchester City ပွဲမတွေ့ဒါပေမဲ့ဒါအပွင့်လင်းဆုံးပြ United အသင်းခုနကိုချန်ပီယံလို့ခံစစ်ကဘာတွေဂူးပေးနေတိုက်စစ်ကဘာလို့ win back ကပွင့်လင်းပြောအုံနောက်မရှိတဲ့ကောင်များတယ်ဒါလို့ဆိုတနေ့ရွှေတွင်းကိုကောင်းပြီဟေ့ဆိုရင်ရှေ့မာလေးအောင်ဒါပေမဲ့ဒိုကူလည်းဒီတိုင်းပဲဟာကောင်းပြီဟေ့ဆိုဒီလောက်ပဲပြဿနာ
win back တွေက consistent မရှိဘူးပြဿနာတပွဲမှာတိုက်စစ်ကောင်းရင်ခံစစ်ကလုံးဝလွတ်တယ်ခံစစ်ကောင်းမြန်တော့တိုက်စစ်မှာဘယ်သူမှမရှိအဲ့တော့3 back ရဲ့အသက်ကကျွန်တော်တို့ဒါကို Conte ကိုယ်တိုင်လဲဆော့လာခဲ့ကျွန်တော်တို့ဒါ Emerson Royal ကြီးနဲ့ကျွန်တော်တို့ခံစားခဲ့ရတာဗျာသိလား3 back formation မှာ win back ကအသက်ပဲ win back မကောင်းဆိုအဲ့အသင်းကခြာတာပဲအဲ့တော့ United တင်တဲ့ခုလက်ရှိမှာကျွန်တော်ဒါတကယ်နဲ့စကားပြောမယ်ဟေ့ Ahmed Diallo right win back နေရာမှာမစိုးဆိုပေမဲ့ left wing back နေရာမှာအခုချိန်ဒီတကယ်လောက်ဘယ်သူမှမပြနိုင်သေးဘူး မတူလူရှိုထပ်သုံးမှာဒါပေမဲ့လူရှိုက3 man center back မှာတော့ left center back ကစားတော့အရင်လောက်မပြေးနိုင်တော့သူကနည်းနည်းဖင်လေးသွားမယ်ပြီးတော့ငွေသူ injury လည်းရှိတော့ win back ကအရန်သူ့ကို costume ဖြစ်သွားနိုင်တယ်ဗျာအခု Patrick Dogu တို့ဘာလို့ချေမမန်တူလူရှိုကိုအရှိပို့လိုက် win back မှာထားဒါ Martinez ကို3 back ရဲ့ left မှာထားလိုက်ဒါဆိုရင်သူတို့ခံစစ်ကပို aggressive ဖြစ်မယ်ပို strong ဖြစ်မယ်နောက်လူရှိုရဲ့ delivery ကကောင်းနေဗျာအရင်ကမမရတော့ကျွန်တော်တို့ဟိုတော့မှ Gareth Southgate တောင်မှသုံးခဲ့သေးတာပဲလူရှိုအဲ့လိုပုံစံမျိုးပေါ့ win back မကောင်းသုံးခဲ့သေးတာပဲအဲ့တော့ဟို choice တော့ဒါပေမဲ့ခုနကပြောသလိုပဲဟို United အသင်းနဲ့ဟိုနေရာစုံမှာတော့သူကပြဿနာရှိတယ်ဒါပေမဲ့ကျွန်တော်ကြည့်တာပေါ့နော်လူတော်များလည်းမပြောတဲ့ချက်ကအဲ့ win back ပဲကျွန်တော် win back ကို United အသင်းကလုံးဝအားမရဘူးတဲ့မှာဟာ win back ကြီးอ่ะကွာအရန်မိုက်တယ်ဆိုတဲ့ပုံစံမရှိဘူးဘယ်သူမှမပြော3 back ဆော့နေတဲ့အသင်းမလက်ရှိမှာ example ပြောအောင် Crystal Palace 3 back ဆော့တယ်သူတို့ win back Daniel Munoz ဘလောက်ကောင်းလဲကျွန်တော်ပြောရသေးလားဟိုက Michel နဲ့အဲ့တော့အခုလက်ရှိမှာ example သိတာ Munoz မရှိတဲ့အချိန်မှာလောက Crystal Palace ကြိုးကြပါတယ်ဟုတ်တယ် Crystal Palace stronger ဖြစ်3 back ဆိုတဲ့အသင်းအသက်က win back ပဲအဲ့ဒါဟိုမှာ win ရပါမရှိဆိုပို့ဆိုအမှလက်ရှိမှာဒီခုလက်ရှိ Crystal Palace ဘာလို့ရှုံးလဲဆိုဖြစ်ရှင်းလေး Ismail Lisa ထွက်သွားတယ် Munoz ကျိုးနေအဲ့နှစ်ခုရှိရတယ်လုံးဝကျိုးချသွားတာတောင်မလုံးဝအားနေသွားအဓိကအဲ့တော့ဟိုခံစစ်ဟိုမှာလက်ရှိမှာအစကတည်းကလည်း guy ရှိတယ် lacrosse ရှိတယ် Migaro Richard ရှိတယ်အဲ့သုံးကောင်အစကတည်းကရှိအခုလည်းရှိတာပဲဘာလို့ခံစစ်ပို့ဆုတ်သွားလဲအဲ့တော့အရှိအဆုံးပဲ United အသင်းရဲ့ win back တွေကပြဿနာတစ်ခုလို့ကျွန်တော်အခုချိန်นี้မြင်တော့မယ်ဆိုတော့ဒါအခုစောင်းရတီမှာကွင်းလေကျွန်တော်တို့ထင်တော့ကွင်းလေတယောက်လောက်တော့ maybe ဈေးလည်းသက်သာမယ် reasonable လည်းဖြစ်မယ်future အတွက်လည်းအတိုင်းအတာတူအထောက်ပံ့ဖြစ်နိုင်တဲ့ကွင်းလေတယောက်လောက်ကိုသူတို့ခေါ်ကောင်းခေါ်မယ်ဒါပေမဲ့ဟိုတိုက်စစ်တွေဖြည့်တာတို့ဘာလို့မလုပ်တော့ဘူးတော့မလုပ်တော့ဘူးတိုင်းနဲ့ဆိုတော့ဒါ overall အနေနဲ့ဖြစ်ရင်အခုအသင်းကတော့တပတ်တပွဲပဲကန်ရတယ် FA ကလည်း Brighton နဲ့ကန်ရမယ်ဆိုတော့ January အနေထားရကြည့်ရင် probably Premier League က9နေရာလောက် Champions League ရနိုင်တယ်ဗျာ English club တွေရဲ့ဟုတ်တယ်ဒီနှစ်ကောင်းတယ်ဆိုတော့ Man United အတွက် top 4ဆိုတာထက်ဥရောပဝင်ခွင့် Champions League ဝင်ခွင့်ကိုသူတို့တော့မျှော်လင့်လို့ရလားဒါစွန်းနေသေးလားဒါမှမဟုတ် European ပြိုင်ပွဲ Conference တို့ Europa League လောက်တို့ပဲဒီဟာဒီမှာသူတို့တော့ဖြစ်နိုင်လားဘယ်လိုထင်လဲအဆုံးသတ်မှာကျွန်တော်တို့ခုနကပြောခဲ့လို့ပဲ United လက်ရှိ stand ကဟိုဒီထက်ဆုံးရှုံးလို့မရတော့ဆုံးရှုံးလိုက်ရင်ဒါလာမယ့်နှစ်မှာဒီထက်ပိုပြီးအားနေသွားလိမ့်မယ်လက်ရှိမှာအသင်းက 1.1 billion ဒါကျွန်တော်အကျွေးရှိတယ်ပြီးရင်ဒါခုနကပြောလို့ United ဒီနှစ်မှာလူဝယ်ထားတာတော့မှဒါကျွန်တော်တို့ပေါင်150ချီးပြီးဝယ်ထားရတာအဲ့တော့နောက်နှစ်မှာ United အသင်းနဲ့ပတ်စံမချီးဘဲနဲ့ဝယ်ခြင်းနဲ့အခုလက်ရှိမှာတေးကြတယ်ခုကလာမယ့်နှစ်မှာ United အသင်းဥရောပမဝင်ဘူးဆိုရင်စပွန်ဆာရဲ့ထပ်ပြီးတော့ minus ထပ်ပြအောင်မယ်ထပ်ပြီး short အောင်မယ် percentage တွေအဲ့တော့ United အသင်းနဲ့ဒီနှစ်ကဥရောပဝင်ကုန်ဝင်မရမယ်အဲ့တော့ခေါင်းဒီပြလည်းပြောင်းရမယ်ကစားသမားတွေလည်းပြောင်းလဲတဲ့လောက်ပြောင်းမယ်ခုနကပြော tactical ရပြောင်းရမှာပြောအဲ့တော့ဒီပြလည်းခါကျရင်ခေါင်းမဟုတ်လက်ရှိမှာဗျာဇာဘီလွန်ဆိုကိုတာတော့မှဒါကျွန်တော်တို့ Real Madrid ကပြောခံတယ်သူကိုယ်တိုင်က full back နဲ့ဆိုတော့ဒါပေမဲ့သူအိမ်ငိမ်းမှာသူဒီဘက်ပြန်သွားရင်သွားပေါ့ဒါ philosophy တွေ ideology တွေပြောင်းတင်ပြောင်း Napoli မှာတော့မလက်ရှိမှာတော့ကျွန်တော်တို့ Antonio Conte full back ကြီးဆော့နေရတာလည်းကျွန်တော်ပြောသိလားကျွန်တော်ပြောအဲ့တော့ဟိုတခါကျရင်ဗျာဟိုသူပြောတာငါ philosophy ကြောင့်နေရဟုတ်တယ်သူ philosophy ကိုဘိုင်းရင်လောက်တာမယ်ဒါပေမဲ့တစ်ချိန်လုံးခေါင်းမာနေလို့တော့မရဘူးလို့ကျွန်တော်တော့မြင်တယ်အဓိကဆိုတော့ဟို European ပြိုင်ပွဲတွေသူ chance ရှိတာဟုတ်တယ်ရှိတယ် Champions League ကတော့နည်းနည်း tough ဖြစ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ထင်တာသူတို့စူးစမ်းတယ်ဘာလို့4နဲ့ 5 ကမျှော်လင့်ချက်ရှိတယ်1 2 3က maybe မိနစ်ကလို့ Villa က Forest လို့ကြကောင်းကြတယ် Arsenal Man City ကတို့ကချိန်မှာတို့ကထိတ်ကချိန်မှာပဲ Villa က top 5 ထဲမှာဖြစ်နိုင်တယ် Chelsea မတင် Chelsea အဲ့ဂျားမှာရှိလောက်တယ် Liverpool အတက်ကြများနေတယ်ဒါကျွန်တော်တို့ Man United က Liverpool ရဲ့ Chelsea ရဲ့ဒါ Villa ရဲ့ဒါဒီဂျား4 5 သိန်းလောက်ကိုဟိုလေလက်ကျန်3နေရာတော့ပေါ့ဒါကတော့အခု Man United ပေါ့လေအခုကျွန်တော်တို့စောင်းရသည်လည်းရောက်တော့မယ်ဒီ Christmas Festival feature ကပွဲချက်တွေစတိုက်လာမယ်သူတို့ပြီး Manchester Derby လည်းကမ်းမှာပေါ့လေဒီပွဲမတိုင်ပြီး Arsenal လည်းကမ်းမယ့်အချိန်မှာအခု Man United နဲ့အကြောင်းနဲ့ပတ်သက်လို့စိတ်ဝင်စားစရာတင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စီစဉ်ကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်